ထေတုပစ္စယော iPhone နောက်ဆုံးတယ်ဒီလက်ရှင်ရောင်ကြီးနဲ့ဒီကနေစပါတယ်ကုသိုလ်အာကုသိုလ်ဟာလောဘဒေါသမောဟကိုအခြေခံပြီးတော့ဖြစ်တယ်လောဘဒေါသမောဟပါတဲ့ညီဒီကိစ္စကိုမဆိုအာကုသိုလ်ဖြစ်ဗုဒ္ဓဟောတယ်နောက်မှဆရာတော်ဥဒုမင်္ဂလာပြောလိမ့်မယ်ကျွန်တော်မပြောဘူးမင်္ဂလာညာချမ်းပါအလကေနေယူနဲ့ review ကကျူးဆိုပါတယ်ကျွန်တော်လည်းဘောင်းစုံကိုလုပ်နေရတာပေါ့ဗျာနော်ဘောင်းစုံကိုကျွန်တော်တို့သတင်းသိပိုင်ခွင့်အတွက်ပြည်သူလူထုကိုYouTube Facebook TikTok အစားရှိတာတွေကလုပ်နေတယ်ဗျဒီနေ့ကျွန်တော်ပဋ္ဌာန်းရွတ်ရင် iPhone ရတယ်ဆိုတော့ဒီကိစ္စကိုကျွန်တော်တော်တော်စိတ်ညစ်လို့တကားဆရာတော်ဦးတေဇနီးอ่ะဆိုတော့ဒီဆရာတော်တွေကနိုင်ငံကျော်ဆရာတော်တွေဖြစ်ပါတယ်ဘာဖြစ်ဖြစ်ပေါ့နော်လူအများကြီးကိုလေးစားတဲ့ဆရာတော်တွေဆိုတော့အကယ်၍သူတို့ပြောဆိုတဲ့စကားကအထင်မြင်လွဲမှားစရာတွေဖြစ်သွားရင်ပေါ့ဗျာနော်ကျွန်တော်တို့ဗုဒ္ဓထေရဝါဒဗုဒ္ဓဘာသာအတွက်နည်းနည်းလေးနားလည်မှုလွဲစရာဖြစ်မှာဆိုလို့ဒီဗီဒီယိုကိုကြည့်ပြီးတော့ခင်ဗျားတို့လည်းဝေတကူလို့ပြောခဲ့ဟိုပဋ္ဌာန်းယူရင် iPhone ရမယ်အဲ့ဒါဟုတ်သလားနောက်မှာဆရာတော်ဦးတေဦးဆရာတော်ဥတုမင်္ဂလာရဲ့သိက္ခာနဲ့ကုသိုလ်အကုသိုလ်ကိစ္စလေးညှက်ပြထဲ့တာလေကဲနားထောင်ကြည့်အောင်ဗျာနော်ဘောပေါက်လားလဲတောင်လဲပိန်းတောင်မပိုင်နဲ့ဘုန်းကြီးအခုကနော်ထေတုပစ္စယော iPhone ဟာနောက်ဆုံးတယ်ဒီလက်ရှင်ဆိုဟေတုပစ္စယော iPhone ဟေတုပစ္စယော iPhone ဟေတုပစ္စယောဆိုတာပဋ္ဌာန်းလို့နော်ပဋ္ဌာန်းရွတ်ရင် iPhone ရတယ်လို့ပြောချင်တာကျန်နားထောင်လိုက်ပြီနော်ထေတုပစ္စယော iPhone နောက်ဆုံးတယ်ဒီလက်ရှင်ရောင်ကြီးနဲ့ဒီကနေစပါတယ်ကုသိုလ်အာကုသိုလ်ဟာလောဘဒေါသမောဟကိုအခြေခံပြီးတော့ဖြစ်တယ်လောဘဒေါသမောဟပါတဲ့ညီဒီကိစ္စကိုမဆိုအာကုသိုလ်ဖြစ်ဗုဒ္ဓဟောတယ်နောက်မှဆရာတော်ဥဒုမင်္ဂလာပြောလိမ့်မယ်ကျွန်တော်မပြောဘူးဆိုတော့ကပဋ္ဌာန်းကိုလူချင်းတတ်မှတ်စိတ်နဲ့ယူရင်လောဘပြီအဲ့ဒါကုသိုလ်စိတ်ဖြစ်လာအဲ့ဒါသိချင်တာထပ်ကြည့်အောင်အဲ့တော့ပဋ္ဌာန်းယူရင်ရတယ်ဘုံဘုံကဟေတုပစ္စယောဂျပန်ဆိုအခုဂျပန်ပြန်ခဲ့ပြီနော်ဒီနာက international အာရှနိုင်ငံတွေအကုန်ရောက်ခဲ့ပြီဘုံဘုံဒီနေ့ဝါဆိုရင်အမေရိကန်နေယူရောက်မှာတစ်လဝါဆိုမယ်ဝါရှင်တန် DC မှာတစ်လဝါဆိုမယ်နေယူရောက်မှာတစ်လဝါဆိုမယ်လာမယ့်နှစ်အမေရိကန်မှာဝါဆိုမယ်အဲ့ဒါပါလို့ဟေတုပစ္စယောအမေရိကန်ဘယ်လိုမြင်လဲကျွန်တော်နားထဲမှာကန့်လိုက်ပြနေလို့ခံစားမိတယ်ဗျာနော်တစ်တကားလားရွှေတကားဆရာတော်လားဦးတေဇနီးရလားနိုင်ငံတော်ဆရာတော်တပါးပါပဲအမေရိကန်တွေဘာတွေမှာလဲ့လေသွားလာတရားဟောနေတယ်ဆိုတော့ကျွန်တော်တို့ဟိုထေရဝါဒဗုဒ္ဓဘာသာဝင်တွေအထင်မြင်လွဲမှားသွားနိုင်လားအခြားဘာသာဝင်တွေကရောဒီအပေါ်မှာမေးခွန်းထုတ်လာရင်ဘယ်လိုဖြေကြမလဲဟုတ်ပါတကယ်ရောက်တာနော်ဝါလုံးကတက်လာခဲ့တဲ့ဘုံဘုံဘယ်လိုဒီမှာအမမတ်တီလာလို့ပြီးဘာမှမရှိတဲ့ဘုံတက်လိတိုင်းယူဒီမှာပတိလေးနဲ့ဟေတုပစ္စယောအရဏပစ္စယောတိပစ္စယောရွတ်တာကပဋ္ဌာန်းအာယုံပြုတာကသွားခြင်းတဲ့နေရာဟောလို့လားပဋ္ဌာန်းယူရင်းနဲ့ကိုအမေရိကန်သွားခြင်းနဲ့ဆိုအမေရိကန်အာယုံပြုပြီးရွတ်ကမှာလားဘုရားနိဗ္ဗာန်ကိုအာယုံပြုလို့ပြောတာမဟုတ်ဘူးလားဘယ်နဲ့နေဖြစ်ကုန်ကြပြီလေကျွန်တော်တို့မသိလိုက်တဲ့ပြောင်းလဲခြင်းတွေများဖြစ်ကုန်ကြတာလားဆိုတော့ဆက်ကြည့်အောင်ကျွန်တော်တို့စိတ်ပြက်တယ်ဗျာအာယုံလေးနောက်တယ်ဗျာတော်လိုင်းကြီးကတမျိုးထားပါဆက်ကြည့်ရွတ်တာကပဋ္ဌာန်းရခြင်းနဲ့ဖုံးရွတ်တာကပဋ္ဌာန်းရခြင်းနဲ့ကာအခုတို့ကာကြီးတွေ့လားဟာဟမ်ကာကြီးတွေ့လားဟာကောင်းလားဟဲ့ကောင်းတာတော့38,000နဲ့1000ကြားမှာရှိတယ်လေဟာအရှုပ်ကုန်ပြီပဋ္ဌာန်းယူပြီးကားလို့ခြင်းလို့ပဋ္ဌာန်းရွတ်တာလားဘုရားကိုးကွယ်ခြင်း၅မျိုးပြောတာလေကြောက်လို့ကိုးကွယ်တယ်မြတ်စွာဘုရားကိုရှ िख ိုးရတော့အကျိုးအကြောင်းတရေတွေပါနေမချောက်ပါနဲ့ပေါ့ကြောက်နောက်တစ်ခုကလက်လာပါကြောင့်ကိုးကွယ်တယ်ရှင်ဘုရားတပည့်တော်ဤတို့ရှ िख ိုးရတော့အကျိုးအကြောင်းသမွေးအမသေးထီပေါက်ပါလေမရဘူးဘုရားအဲ့ဒါလုံးဝလက်မကပ်အဲ့ဒါကိုးကွယ်ခြင်းအစ်စ်တွေမဟုတ်
ဉာဏ်နဲ့ရှင်ပြီးတော့တရားနဲ့တရားတရားနဲ့ကိုယ်ဝယ်ရင်တော့မဟုတ်သေးဘူးဉာဏ်ပညာနဲ့ရှင်ပြီးကိုယ်ဝယ်ရမယ်လို့ဗုဒ္ဓပြောတယ်ကုသိုလ်အကုသိုလ်ဘလို့ခွဲတာဟာဇာတ်နေရရှော့အောင်ဗျာစက်ကြည့်အောင်နော် ဘောပေါက်လားလဲတောင်လဲပိန်းတောင်မပိုင်နဲ့ဘုန်းကြီးအခုကားသိမ့်မပေါ်တော့9စီ8စီတဲ့ ဟာမတို့တိုင်းပြည်မှာငတ်နေတာလေစကိုင်းတိုင်းလုံးမီးတောင်ပြချပြီးတော့မျက်ရည်တန်မျက်ရည်ရွှဲနေတာလေဟာကား9စီး8စီးတဲ့သိန်း8000 1000လောက်တန်တဲ့ကားကိုစီးနေတယ်ဆရာတော်တို့ရာတပည့်တော်တို့ပြောရင်လည်းအဲ့ဒါအာမှုထုတ်နေဖြစ်စိတ်နေနေတယ်ဗျာထားပါကဲနားတော်ကြီး ဟေးကျော်အမေအားပြလို့ပြောတာ ဟမ် ရွတ်တယ်လားမရွတ်တယ်လားအင်းများသားရပေးတတ်တယ်ကားမစီးခြင်းဘူးလား ဟမ် တိုက်ကြီးနဲ့မနေခြင်းဘူးလားအန်ဖုံးမကန်ခြင်းဘူးလားပတ်ထန်းအခောက်ပေါင်း8000 4000ပြန်ပြောရွတ်လားဘယ်ရရွတ်မှမရွတ်တာ အဲ့ဒါငွေ အာပထန်းယူရင် iPhone ရတယ်တော့ဟုတ်လားအမေကုန်းတစ်ခုကျွန်တော်တို့တရားတွေးနော်ပြီးကောမမှာရေးပြီးခဲ့နောက်ဥတုမင်္ဂလာဒေဝဆရာတော်ပြောတာတစ်ချက်နာထားဘယ်သူမှားလဲဘယ်သူမှန်ဘယ်ဘိုးကြီးတွေမှားပြီးဘယ်ဘိုးကြီးတွေမှန်လဲခင်ဗျားတို့ကျွန်တော်တို့ပြောခဲ့အောင် ထက်လာတဲ့ငွေဟောက်စား6စားလှီစားဖြတ်စားဝိုက်စားလိန်စားခေါ်စားဒါအကျဉ်းနဲ့ကြီးကျဉ်းနဲ့နေမှာတော့ခင်ဗျားတို့သိက္ခာမဲ့တဲ့တိုင်းပြည်ဖြစ်သွားတယ်ရှင်းလားဘဝကိုတိဆောက်တဲ့နေရာမှာသီလမပါရင်အတိတ်ပဲ စ ကျဉ်းနဲ့သလားအားလုံးနားလဲတယ်နော်အမွေခံခြင်းရင်အမွေခံအခုအမြဲတမ်းလုပ်နေကြတာပဲသာသနာအမွေခံအဲ့ဒါသာသနာအမွေကဘယ်နှမျိုးတော့ဘာလဲလဲသီလအမွေသမာဓိအမွေပညာနားလည်တယ်နော်သီလအမွေဆိုတာခုနကျင့်ဝတ်သိက္ခာသမာဓိဆိုတာဘလောက်ငတ်ဘလောက်ဆင်းရဲဘလောက်အောက်တန်းကြကိုကျင့်သိက္ခာကိုအပြတ်မခံတာအိမ်မှာစားစရာမရှိလို့ငတ်နေပေမဲ့ချက်ချင်းအမေမယူဘူးဦးဇင်းကသိကျင်တတ်ခဲ့တာအမေကိုကြည့်ပြုံးနေတယ်ယူလိုက်ပါအမေမသမအာဇီဝနဲ့ဘာတစ်ခုမှမလုပ်ဘူးဒီနေ့ကစပြီးအမေယုံလိုက်သေတဲ့အထိပထန်းယူရင်တော့ တရက်ရှားနေရပယံလုပ်တယ်အကုန်လုပ်ဘူးလေသုံးမင်္ဂလာငွေရမယ်သမအာဇီဝနဲ့ရမယ်ဆိုအကုန်လုပ်တယ်အဲ့ဒီထဲမှာဆေးတုပ်တော့ဆေးဆရာကစခိုင်းတဲ့အိမ်မှာဦးဇင်းကခန္ဓာကိုယ်ကျမ်းမာတန်ဆွမ်းတဲ့လူဆိုတော့အလုပ်ကိုမြန်လုပ်နိုင်တယ်များလုပ်နိုင်များလုပ်တော့နောက်ကဆေးဆရာဟဲ့အောင်ဖြည်းဖြည်းတုပ်ဘာဖြစ်လို့ဒါနေစားတမားတွေငါတို့ပမာတွေကျင့်လို့ဆို ဟာနေစားဆိုတော့ဘာတော့ဖြည်းဖြည်းလို့မလုံနိုင်ဘူးလို့မလုံတတ်ဘူးလို့ကိုခွန်အားရှိသလောက်လုံမယ်တနေ့စာသူထိုက်တန်သလောက်ပေးလိုက်အဲ့နဲ့မဖြစ်ဘူးဆိုရင်ကျုပ်ကိုနေရာရွှေ့ပြီပုတ်ပြအဲ့ဒီကြရလာတယ်မြန်လုံးတဲ့ကြီးချွတ်နေတယ်မပြောင်းသေးဘူးဒီမှာဆရာရတယ်တုတ်လိုက်တော့ဟာတုတ်ဆေးပြန်กว่าမှာပေါ့ရေနံကြီးတွေတုတ်ရေနံကြီးတွေချစ်ရတယ်အောက်ကရေနံကြီးတွေချစ်ပြီးတော့မှပတ်တိဖာဆေးတုတ်တော့ရေနံကြီးတွေမှန်နဲ့ချစ်ထုတ်မပြောင်းသေးဘူးတုတ်တော့တဲ့မတုတ်ဘူးလို့တော့ပါလားပုတ်ပြန်မို့လို့လည်းပုံမလုံနိုင်ဘူးနော်အလွဲသုံးစားမလုံနိုင်ဘူးနေစမ်းမို့လို့လည်းရှော့မလုံနိုင်ဘူးကိုတရက်စာလုံနိုင်တဲ့ခွန်အားတိုင်းလုပ်ပေးမယ်အကောင်းဆုံးဖြစ်အောင်လုပ်ပေးမယ်ပတ်စံညာမယူရှင်းလားသိက္ခာနဲ့ဘဝကိုတိဆောက်လို့ဒီပလင်မော်ဒီနေ့ခင်ဗျားတို့ရှေ့မှာကျုပ်မထိုင်နေတာ တိတ်ခါနဲ့ဘဝကိုတိဆောက်လို့အဲ့ဒါကအတတ်ပဲဘဝကိုတိတ်ခါနဲ့တိဆောက်လို့အကျွတ်တရားတွေညွတ်ပြီးတော့မျောလင့်ချက်ပေးပြီးတော့ပထိုင်းကျွတ်ခိုင်းပြီး iPhone ရချင်ရင်ပထိုင်းကျွတ်ဆိုတာ ਨੇ နောက်ထပ်ပြီးတော့စဉ်းစားကြရရှိတယ်ဌာနထောက် နားလည်ပြီလား
သဘောပေါက်ဘူးလားအားလုံးဒီတိုင်းပြည်ဘာလို့ပျက်စီးသွားတယ်လဲဆိုတာအဖြေရတာပဲ ရှင်းတယ်နော် အလွဲသုံးစားရတဲ့ငွေကိုမျက်နှိုးနေကြသေးသေးဘယ်သောအခါမှအထက်တန်းတမာတိဆိုတာဒါပဲမွဲခြင်းတလောက်မွဲငတ်ခြင်းတလောက်ငတ်တိတ်ခါအပြည့်မခံဘူးတိတ်ခါမဲ့တဲ့ဘဝလောက်အောက်တန်းကြတာမရှိဘူး သိက္ခာမဲ့တဲ့ဘဝလောက်အောက်တန်းကြတာမရှိဘူး ဂျင်းနသလားသီလသမာဓိပညာဘယ်လိုအလုံးမျိုးဟာကိုယ့်အတွက်တန်ဖိုးရှိတာလဲခုဒီနေ့အလူပေးတော့မယ်အလူကြီးပေးတယ်အလူလုပ်တယ်ဆိုတာကုသိုလ်လိုခြင်းလို့လားအကုသိုလ်လိုခြင်းလို့ကဲပြီးပါပြီပြန်ကြတော့ငါလည်းပြန်တော့မယ်မိပြီဒါပဲမင်းတို့ကမင်းတို့ရှင်ပြေတာလုပ်တော့ရှင်းလားကုသိုလ်ဆိုတာဘာလဲလောဘဒေါသမောဟမပါတဲ့အလုပ်ဟာကုသိုလ် လောဘဒေါသမောဟမပါတဲ့အလောက်ကကုသိုလ်ဒါဆိုရင်ခုနပဋ္ဌာန်းရွတ်တယ် iPhone လိုချင်စိတ်တဏှာလောဘပေါ့ဗျာအမေရိကအသွားချင်စိတ်တဏှာလောဘနဲ့ရွတ်တဲ့ပဋ္ဌာန်းကုသိုလ်လားအကုသိုလ်လားပဋ္ဌာန်းတော့ရွတ်တယ်နော်နောက်ရက်လေခင်ဗျားတို့လူများတော့စဉ်းစားကြရတယ်ခဏတော့ အကုသိုလ်ဆိုတာလောဘဒေါသမောဟပါတဲ့အလုပ်ကရှင်းသလား လောဘဒေါသမောဟပါရင်အကုသိုလ်လောဘဆိုတာတတ်မှတ်ခြင်းလိုချင်တာလေလိုလောဘတဏှာတို့ဝိဇ္ဇာတို့ဥပါဒံတို့ကျွန်တော်ထပ်ပြောရှုပ်ကုန်မယ်တဲ့ထားလိုက်အဲ့ဒီမပြောသေးဘူးအဲ့တော့ရှေ့ကတစ်တကားလားရွှေတကားလားဆရာတော်ပြောတာကပဋ္ဌာန်းယူရှင် iPhone လိုချင်စိတ်နဲ့တော့ပဋ္ဌာန်းယူတယ်တဲ့အကားသိန်း8000 1000နဲ့စီးဖို့ iPhone ယူတယ်အခုသိန်း8000 1000စီးပြီပေါ့အမေရိကသွားခြင်းစိတ်နဲ့ပဋ္ဌာန်းရွတ်တယ်တဲ့ဒါဆိုအကုသိုလ်ဖြစ်လားကုသိုလ်ဖြစ်လားမေးပြီဖြစ်ခဲ့ အဲ့လောက်သိရင်မင်းတို့လုပ်လို့ရပြီလေကိုယ့်ကိုယ်ပြည်သူလုပ်ကြတယ် โอเคနော် ရှင်းတယ်နော် ရှင်းတယ်နော် အဲ့ဒီအခြေခံကိုမလိုက်နိုင်ရင်ဘယ်တော့မှကုသိုလ်မရဘူး ရှင်းတယ်နော် လှုပ်ချင်တဲ့လောက်လို့ငွေကုန်တိုင်းကုသိုလ်ရတယ်ထင်ပါနဲ့ရှင်းသလားငွေတွေအများကြီးကုန်တိုင်းကုသိုလ်အများကြီးရမယ်လို့ပြောလို့မရပါဘူးကုသိုလ်ဖြစ်တဲ့အလုပ်ကိုလုပ်မှဒါကြောင့် ကဲဘာပြောခဲ့ချင်တယ်ဗီဒီယိုကလေးကစာသားတွေဟောကြားချက်တွေကိုဘုန်းကြီးနှစ်ပါးပေါ့ဗျာတန်ခါနှစ်ပါးဓမ္မကတိကတွေတကယ်နိုင်ငံကျော်ကြီးဒါနဲ့ပတ်သက်ပြီးတော့နှစ်ပါးရဲ့ဟောကြားချက်ကုသိုလ်အကုသိုလ်ပဋ္ဌာန်းယူရင် iPhone ရမရအမေရိကသွားခြင်းပဋ္ဌာန်းယူဘာပြောခဲ့ချင်ပါလဲကျေးဇူးတင်ပါတယ်ဗျာ